ရန်ကနျူကလ িয়ার လက်နက်ထက်ပိုအစွမ်းထက်တဲ့ပထဝီဝင်လက်နက်ကိုထုတ်သွင်းလိုက်ပါပြီ။အဲ့ဒါကတော့နောက်လာမယ့်ရက်30အတွင်းဟော်မုန်းလက်ကြားကိုပြတ်တန်းတဲ့ကုန်တင်းဘောတွေစီကနေဝန်ဆောင်ခစတင်ကောက်ခံတော့မယ့်ကိစ္စပါပဲ။အမေရိကန်နိုင်ငံတကာရေကြောင်းဥပဒေကိုပြပြီးဘာကြီးမှကောက်ခွင့်မရှိဘူးလို့ပြက်သားရာစတန်ပေးထားပေမဲ့အီရန်ကတော့ဂရုမစိုက်ပါဘူး။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့အီရန်ဟာဒီရေလက်ကြားကိုဖျက်မဲ့တရုတ်နဲ့သူရဲ့မိတ်ဖက်နိုင်ငံတွေဆိုရင်အထူး VIP ခွင့်ရင်းနဲ့ short ဆေးပေးသွားမယ်လို့ပေါ်တင်ကြေညာလိုက်ရပါပဲ။အားလုံးမင်္ဂလာပါကမ္ဘာသတင်း channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဟော်မုန်းရေလက်ကြားကိစ္စနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိနေဆဲဖြစ်ပေမဲ့အီရန်ဘက်ကနေဝန်ဆောင်ခကောက်ခံမဲ့အစဉ်ပြေ6မွေစီရေးတော့ကောက်ခံငွေဖြတ်တန်းခါလို့ခေါ်မလာတော့မသိပါဘူး။ကောက်ခံသွားမယ်လို့အတည်ပြုထားတဲ့သတင်းတွေထပ်ပေါ်နေပါတယ်။နောက်ရက်30ကြာမှာအီရန်အနေနဲ့ဟော်မုန်းရေလက်ကြားနဲ့တစ်ဖက်ကမ်းမှာရှိတဲ့အိုမန်နိုင်ငံနဲ့ပူးပေါင်းပြီးဒီရေလက်ကြားကိုစတင်စီမံခတ်ခွဲသွားမယ်လို့ဆိုပါတယ်။ဝန်ဆောင်ခတွေကောက်ခံရမယ်လို့လည်းပြောထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုကတော့တရုတ်နိုင်ငံဆိုရင်အီရန်တန်မတ်ကြီးကအီရန်နဲ့အိုမန်တို့အနေနဲ့တရုတ်နဲ့မိတ်ဖက်နိုင်ငံတွေကိုအထူးစဉ်းစားပေးနိုင်ခြေရှိတယ်လို့ပြောကြားခဲ့တာပါ။အထူးဆိုတဲ့စကားလုံးကအခမဲ့လားဒါမှမဟုတ်အထူးစီနှုံးလားဆိုတာကတော့မသိရသေးပါဘူး။ဒါပေမဲ့စီမင်းစည်းကမ်းတွေအထက်ရှိလာမယ်ဆိုတဲ့သဘောပါပဲ။အီရန်ကဟော်မုန်းရေလက်ကြားကိုစီမံခတ်ခွဲတဲ့အခါကိုယ်တိုင်စီမင်းတွေချမှတ်မယ်လို့ရှုမြင်နေပါတယ်။ကုန်ကျစရက်တွေရှိတဲ့အတွက်ကောက်ခံရမယ်လို့လည်းခိုင်မာပြောဆိုထားပါတယ်။အီရန်ကလုံခြုံရေးအတွက်ထိုင်းချောက်ကြီးကြပ်ပေးမဲ့နေရာမှာအကျိုးမြတ်ပြန်လည်ရရှိရမယ်လို့ဆိုပါတယ်။ဒီကိစ္စကတော့အမေရိကန်နဲ့တေချာပေါက်ထိုက်တိုက်တွေ့ရမယ့်ကိစ္စပါ။အမေရိကန်ဘက်ကတော့ဘာကုန်ကျစရိတ်မှကောက်ခံခွင့်မရှိဘူးလို့အမြဲတမ်းရပ်တည်ထားပါတယ်။သမ္မတထရန့်ပဲဖြစ်ဖြစ်ဒုသမ္မတဂျီနီဘန်ပဲဖြစ်ဖြစ်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုပဲဖြစ်ဖြစ်ကောက်ခံခွင့်မရှိဘူးလို့ခိုင်မာပြောကြားထားပါတယ်။ဒါပေမဲ့အီရန်ကတော့ဂရုမစိုက်ပါဘူး။သူတို့ကဒီဒေတာကိုထိန်းချုပ်ထားသူတွေဖြစ်ပြီးလာရကိုသူတို့ကိုယ်တိုင်တတ်မှတ်မယ်လို့ဆိုထားတဲ့အတွက်ဒီကိစ္စကတော်တော်လေးပူလောင်တဲ့ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ခုလောလောဆယ်မှာအမေရိကန်နဲ့အီရန်ကြားအချက်14ချက်ပါနားလည်မှုစာချုပ်လွှာ MOU ရဖွင့်ထားတယ်လို့ဆိုပေမဲ့လည်းတခါတလေပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသေးပါ။မနေ့ကဆိုရင်အီရန်ကန်ယိုဒန်နဲ့ကပ်မောင်းမလာတဲ့တင်ဘောတချို့ကိုအဲ့ဒီလိုလောက်လို့မရဘူး။အီရန်စီကိုလာရောက်သတင်းပို့ဖို့အတွက်ကန်ယိုဒန်နဲ့နီနီကကမောင်းနေရမယ်။အိုမန်ကန်ယိုဒန်ဘက်ကလမ်းကြောင်းကနေတွားခွေမရှိဘူးလို့သတိပေးခံရတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တင်ဘောတော်တော်များများလဲအနေရမခံချင်တဲ့အတွက်လှည့်ပြန်သွားကြပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီနားမှာရှိနေတဲ့အမေရိကန်ရေတပ်ကလည်းအီရန်ဘက်ကချိန်ချောက်မှုတွေကနေကင်းလွတ်အောင်ဝင်ထွက်သွားလာနေတဲ့ကုန်တင်တင်မောတွေကိုကာကွယ်စောင့်ရှောက်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒါဟာထိုက်တိုက်ရင်ဆိုင်မှုတွေရှိနေစေဆိုတာကိုပြသနေပါတယ်။ဒီတစ်ဖက်မှာထရန့်ဦးဆောင်တဲ့အမေရိကန်ဘက်ကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ဟောင်းကွယ်လွန်ခြင်းအထိတ်မှတ်သတင်းပတ်ဖြစ်တဲ့အတွက်အီရန်ကိုပြစ်ခတ်တိုက်ခိုက်မှာမဟုတ်ဘူးလို့ပြောထားပေမဲ့ဒီကာလပြီးဆုံးသွားရင်ဘာဖြစ်လာမလဲဆိုတာမသိနိုင်ပါဘူး။နှစ်ဖက်စလုံးကအဟော်မုန်းရေလက်ကြားမှာအင်အားပြိုင်နေကြဆဲပါ။အမေရိကန်လွတ်လပ်ရေးနေ့အနှစ်250ပြည့်အတုပအနှစ်900အမေရိကန်လွတ်လပ်ရေးနေ့အနှစ်250ပြည့်ပွဲနဲ့အတုပအခမ်းအနားတွေမတိုင်ခင်လောက်ခဲ့တဲ့ဆွေးနွေးပွဲတစ်တွေကလည်းဘယ်မှမရောက်ခဲ့ပါဘူး။အီရန်ခေါင်းဆောင်ဟောင်းတို့ဝန်내ချင်းအခမ်းအနားတွေပြီးသွားရင်ဘယ်လိုပုံစံနဲ့ဆက်ပြီးဆွေးနွေးကြမလဲဆိုတာမသိရသေးပါဘူး။ပြီးခဲ့တဲ့ဘက်ကနှစ်ဖက်စလုံးကကိုယ်စားလှယ်တွေကိုကာတာနိုင်ငံဒိုဟာမြို့ကိုစေလွတ်ခဲ့ပေမဲ့အမေရိကန်နဲ့အီရန်နှစ်ဖက်စလုံးကလူချင်းမတွေ့ခဲ့ကြပါဘူး။သူတို့ကတတိယနိုင်ငံတွေဖြစ်တဲ့ကာတာပါကစ္စတန်တို့နဲ့စကားပြောခဲ့ပြီးလူချင်းတွေ့ဆုံဖို့ဓာတ်ပုံတွေ့ရိုက်ဖို့ကင်မရာရှေ့မှာတူရက်ဖို့ကိုတောင်းငင်းဆန်ခဲ့ကြပါတယ်။ဒါကြောင့်သဘောတူညီချက်တစ်ခုရနိုင်မယ်လို့ယုံကြည်ဖို့ကတော်တော်လေးခက်ခဲပါတယ်။ဒီလိုအခြေအနေမျိုးမှာမေးစရာဖြစ်လာတာကနောက်ထပ်ရက်တက်သွားမှုတွေစီကိုဥတီသွားမလားဆိုတာပါပဲ။အမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားလေးလကျော်ကြာတင်းမာခဲ့တဲ့စစ်မီးတွေအပြီးမှာအခြေအနေတွေကအရေးကြီးတဲ့အချို့ကွေးတစ်ခုစီရောက်ရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့လကအချက်14ချက်ပါအစီအစဉ်နဲ့ရန်လိုမှုတွေရက်တက်ရေးကနဦးသဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပြီးကုန်တယ်ရေးတင်မောတွေကိုရက်60ကြာယာယီခမဲ့ပြတ်တန်းခွင့်ပြုရမယ်လို့ဆိုထားပေမဲ့အဲ့ဒီရက်60ပြည့်သွားရင်ဘာဆက်ဖြစ်မလဲဆိုတာအားလုံးကစိုးရိမ်နေကြပါတယ်။အီရန်ဘက်ကနောက်ဆုံးထွက်ပေါ်လာတဲ့သဘောထားအရဟော်မုန်းရေလက်ကြားကစီမင်းဟောင်းတွေကိုဖျက်သိမ်းတော့မယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အဟောင်းတွေကိုဖျက်ပြီးတကဘာလုံးစောက်ကြည့်နေပေမဲ့ပုံစံတစ်နဲ့ပြန်လည်ရေးဆွဲမှာပါ။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ပထမချက်ကအခမဲ့ဖျက်တမ်းခွင့်ကုန်ဆုံးသွားပါပြီ။အသက်ရှင်တန်ရက်တည်အတွက်စီးပွားရေးရအကွက်ရွှေ့မှုတွေစတင်လာပါပြီ။အီရန်ကရေကြောင်းသွားလိုက်ရေလမ်းကြောင်းထိတ်ကြောက်မှုမှာစံနှုန်းတစ်တွေဖန်တီးဖို့စတင်လှုပ်ရှားလာပါတယ်။သူတို့ကဝန်ဆောင်ခလို့ခေါ်တဲ့အခကြေးငွေကိုကောက်ခံဖို့ပြင်ဆင်နေကြောင်းကြေညာခဲ့ပါတယ်။ဒါဟာနိုင်ငံတကာဥပဒေ
တားမြစ်ထားတဲ့ပြတ်တန်းခါဆိုတဲ့စကားလုံးကိုကြောင်လွဲဖို့အတွက်ဥပဒေရေးရာအရတေးသေးချာစဉ်းစားတောက်တက်ပြီးရွေးချယ်ထားတဲ့စကားလုံးပါနိုင်ငံတကာဥပဒေကရေလက်ကြားတွေမှာပြတ်တန်းခါကောက်ခံတာကိုတားမြစ်ထားပေမဲ့အီရန်ကတော့သူတို့ဟာဖြတ်တန်းခကောက်တာမဟုတ်ပဲဝန်ဆောင်ခကောက်တာဖြစ်တယ်လို့ဆိုပါတယ်ဒီနေရာမှာပဲအမေရိကန်နဲ့အီရန်တို့ဆွေးနွေးပွဲစပွဲဝိုင်းမှာပြင်းပြင်းထန်ထန်အခြေတင်ငင်းခုန်ကြရတော့မှာတေးချပါပဲဒီကြေညာချက်ကလွန်ခဲ့တဲ့2ရက်3ရက်လောက်ကပေကျင်းမြို့မှာကျင်းပခဲ့တဲ့ကမ္ဘာ့ငင်းချမ်းရေးဖိုရမ်မှာထွက်ပေါ်လာခဲ့တာပါဒါဟာအနောက်အစုကိုအာမကိုပဲတရုတ်ကိုအဓိကထားပြီးအရှေ့ဘက်ကိုမျက်နှာမူမဲ့မူဝါဒကိုရှင်းရှင်းလင်းလင်းထင်ဟပ်နေပါတယ်အီရန်ကသူတို့ရဲ့ရေပိုင်တဲ့နေပြည်တော်မှာတရားဝင်ပိုင်ဆိုင်ခွင့်ရှိတယ်လို့ကြေညာလိုက်တာကိုတရေပြူမိကြမှာပါတီပွားရေးရှုတောက်ကကြည့်ရင်ဒီလိုဝန်ဆောင်ခကောက်ခံတာဟာအသက်ရှင်တန်ရက်ဒီရေဗျူဟာတစ်ခုအနေနဲ့ရှုမြင်နိုင်ပါတယ်ကမ္ဘာဘဏ်ကလည်းဒီစစ်ပွဲဟာကမ္ဘာစီးပွားရေးကိုကိုဗစ်အလွန်ကာလထက်တောင်ပိုဆိုးရွားတဲ့အနှိမ့်ဆုံးစစ်ထိဆွဲချသွားလိုက်မယ်လို့သတိပေးထားပါတယ်ကမ္ဘာဘဏ်ကကိုဗစ်ကစိုးတယ်ဆိုပေမဲ့အခုစစ်ပွဲကပိုဆိုးလိုက်မယ်လို့အတိလင်းပြောထားပါတယ်ဒါကြောင့်တရုတ်နိုင်ငံဆိုင်ရာအီရန်တန်မတ်ကြီးကပေကျင်းဖိုရမ်မှာဟော်မုန်းရေလက်ကြားဟာသူတို့ရေပိုင်နဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အတွက်ဝန်ဆောင်ခကိုမဖြစ်မနေကောက်ခံသွားမယ်လို့ကြေညာခဲ့တာပါဝန်ဆောင်ခလို့သူကတောင်းနှုံခဲ့ပြီးဟော်မုန်းရေလက်ကြားနီးကရေပြင်ဟာအီရန်ရဲ့ရေပိုင်နဲ့ထဲမှာပါဝင်တယ်လို့ဆိုပါတယ်အဲ့ဒါကပထမအချက်ပါဒုတိယစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့အီရန်ကကမ္ဘာအစိတ်အတန်းခွဲခြားမှုအသစ်တစ်ခုကိုဖန်တီးတော့မှာပါမိတ်ဆွေတွေကရှော့ဆေးရပြီးရန်သူတွေကတော့ပိတ်ဆို့ခံရမှာပါမိတ်ဆွေတွေကိုဘယ်လောက်ထိရှော့ပေးမလဲဆိုတာကတော့မသိရသေးပါဘူးဒါပေမဲ့သူတို့ကအထူးစဉ်းစားပေးမှုများဆိုတဲ့စကားလုံးကိုတောင်းထားပါတယ်တရုတ်နဲ့မိတ်ဖက်နိုင်ငံတွေကိုအထူးစဉ်းစားပေးမယ်လို့ဆိုပါတယ်တရုတ်မှာကျင်းပတဲ့အစည်းအဝေးဖြစ်ပြီးပြောတဲ့သူကလည်းတရုတ်နိုင်ငံဆိုင်ရာအီရန်တန်မတ်ဖြစ်နေတော့တရုတ်ကိုမျက်နှာလိုမျက်နှာရလောက်တာကတော့မဆန်းပါဘူးဒါပေမဲ့တန်တရားဖြစ်စရာကောင်းတာကဖောက်တယ်တွေကိုအစစ်ခွဲခြားတဲ့နေရာမှာအီရန်ကကြီးပန်းသူ့တဘောနဲ့သူစုံဖြတ်ခွင့်ရှိသလားဆိုတာပါပဲဒါဟာတော်တော်လေးကြရဲရိုက်သွားစေမယ့်ကိစ္စပါအီရန်ကတရုတ်နဲ့မိတ်ဖက်နိုင်ငံတွေကိုအထူးခွင့်ရပေးပြီးတခြားနိုင်ငံတွေကိုတော့အပြည့်အဝပေးဆောင်ခိုင်းမယ်ဆိုရင်ဒါဟာတရားမျှတမှုမရှိဘူးခွဲခြားဆက်ဆံတာပဲလို့ကြကြပြက်ပြက်ဝေဖန်မှုတွေထပ်ပေါ်လာမှသိချပါတယ်အခုလိုခြေလန့်လှမ်းလိုက်တာဟာဧပြီလတုန်းကအီရန်တောင်ပိုင်းစိတ်ကမ်းတွေကိုအမေရိကန်ကရေကြောင်းပိတ်ဆို့မှုလုပ်ခဲ့တာကိုတောက်ပြန်ဖို့အတွက်ပထဝီဆိုင်ရာရင်းမြစ်တွေကိုနိုင်ငံရေးလက်နက်အသစ်ဖြစ်တကယ့်ကိုအသုံးပြုလိုက်တာပါပဲအီရန်အတွက်အစွမ်းထက်ဆုံးလက်နက်ဟာဒုံးကျည်မဟုတ်ဘူးဒရုန်းမဟုတ်ဘူးအမြောက်မဟုတ်ဘူးအဲ့ဒါဟာဟော်မုန်းရေလက်ကြားပဲဖြစ်ပါတယ်မနေ့ကဒါမှမဟုတ်တနေ့ကအီရန်မှာလောက်တဲ့ဝန်내ချင်းခန်းသားကိုတိုက်ရောက်ခဲ့တဲ့ပူတင်ရဲ့လက်ယုံဖြစ်သူမက်ဒီတက်ကရုရှားမီဒီယာတွေကိုအင်တာဗျူးဖြေရမှာအခုချိန်မှာအီရန်ဟာနျူကလ িয়ার လက်နက်ထက်ပိုအစွမ်းထက်တဲ့လက်နက်ကိုပိုင်ဆိုင်ထားပါတယ်အဲ့ဒါကတော့ဟော်မုန်းရေလက်ကြားပဲလို့ပြောကြားခဲ့ပါတယ်အီရန်ကိုချိန်ချောက်နေတဲ့အနောက်နိုင်ငံတွေအနေနဲ့အီရန်မှာနျူကလ িয়ার ထက်အင်အားကြီးမှပြီးအစွမ်းထက်တဲ့လက်နက်ရှိနေတယ်ဆိုတာကိုသိထားသိတယ်လို့သူကဆိုပါတယ်အကယ်၍အီရန်ကဒါအဲ့ဒီရေလက်ကြားကိုအသုံးပြုလိုက်မယ်ဆိုရင်တခြားနိုင်ငံတွေအများကြီးဒုက္ခရောက်သွားပါလိမ့်မယ်ဒါဟာရုရှားနဲ့တရုတ်ကအီရန်နောက်ကွယ်မှာရပ်တည်နေပြီးအမေရိကန်ကတော့အီရန်ရဲ့စက်ကျင်ဘက်မှာရှိနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တယ်ပါပဲအဲ့ဒါကနောက်တစ်ချက်ပါကျွန်တော်တို့အတွက်နောက်ထပ်မေးစရာရှိတာကအကယ်၍အီရန်ကဒါတရုတ်နဲ့မိတ်ဖက်နိုင်ငံတွေကိုအထူးစဉ်းစားပေးပြီးဝန်ဆောင်ခကောက်မယ်ဆိုရင်တခြားနိုင်ငံတွေကဘယ်လိုသဘောထားမလဲဘယ်လောက်ပေးရမလဲဆိုတာပါပဲပြီးတော့ဒီလမ်းကြောင်းကိုပူးတွဲအသုံးပြုနေကြတဲ့အိန္ဒိချင်းနိုင်ငံပါရှန်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ရောအီရန်ကဘယ်လိုဆက်ဆံမလဲအဲ့ဒါကလွယ်တဲ့ကိစ္စမဟုတ်ပါဘူးတော်တော်လေးစဉ်းစားစရာကောင်းတဲ့အလွန်နူးညံ့တိမ်မွေးတဲ့ဆက်ဆံရေးကိစ္စပါဒါကြောင့်အခုချိန်မှာအီရန်ရဲ့ဒီမူဝါဒဟာအမေရိကန်ရဲ့ရည်တည်ချက်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်အမေရိကန်ကတော့နောက်ဆုံးပြည်သက်ပြည်ပခပြည်ရှင်ရင်သဘောတူညီချက်အရအီရန်အနေနဲ့ဘလို့ဖြတ်တန်းခဝန်ဆောင်ခမျိုးကိုမှကောက်ခံခွင့်မရှိဘူးလို့နောက်ဆုံးစီးမြင်နေနဲ့အတိအလင်းပြောထားပါတယ်ဒီမူဝါဒဆိုင်ရာထိုက်တိုက်တွေ့ဆုံမှုဟာအခုလက်ရှိလောက်ဆောင်နေတဲ့ဆွေးနွေးပွဲတွေမှာအဓိကအကြောင်းရင်းတစ်ခုဖြစ်လာပါလိမ့်မယ်အခု MOU အဆင့်မှာပဲရှိနေသေးတာဖြစ်ပြီးအမေရိကန်ကတော့အပြည့်သက်သဘောတူညီချက်ရဖို့အတွက်ဆက်လက်ဆွေးနွေးသွားမယ်လို့ဆိုထားပါတယ်ဒီနေရာမှာအမေရိကန်ကအပြည့်သက်သဘောတူညီကြီးမှန်းချက်ဟာဘာခတ်ကြီးငွေမှကောက်ခံခွင့်မရှိရေးပဲဖြစ်တယ်လို့ကြိုတင်ပြောဆိုထားပါတယ်ဒါပေမဲ့ဘယ်လိုပဲတက်ကောက်ခံခွင့်မရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့အီရန်ကတော့လက်မခံပါဘူးကောက်ကိုကောက်မယ်လို့ဆိုနေတဲ့အတွက်ဒါဟာမေးခွန်းကြီးတစ်ခုဖြစ်လာပါမယ်ဒါအပြင်အီရန်ဘက်ကအကြောင်းပြချက်အနေနဲ့လုံခြုံရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကိုပါထည့်သွင်းပြောဆိုလာပါတယ်သူတို့ကလုံခြုံရေးကိုတာဝန်ယူရတယ်တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းရတယ်အဲ့ဒီအတွက်ကုန်ကျစရိတ်တွေရှိတဲ့အတွက်ခင်ဗျားတို့ဘက်ကပေးကိုပေးရမယ်လို့ဆိုပါတယ်ဒါကြောင့်ငွေကောက်ခံတာကိုတရားဝင်ဖြစ်စေဖို့အတွက်အီရန်ကဒီကိစ္စတွေကိုကာကွယ်နေနဲ့အသုံးပြုလာတာပါကောက်ခံရရှိတဲ့ဝန်ဆောင်ခတွေကိုဘယ်နေရာတွေမှာသုံးမလဲဆိုတာကိုလည်း
ရှင်းပြထားပါတယ်အလကားတက်ကောက်တာမဟုတ်ဘူးငွေကြေးကောက်ခံပြီးရင်မဟာဗျူဟာမြောက်လမ်းကြောင်းတွေမှာလုံခြုံစွာတွားရောက်တန်ရည်အတွက်အာမခံချက်ပေးမယ်လို့ဆိုပါတယ်ကာကွယ်ဆောက်ရှောက်ခါလို့ခေါ်မလားမသိပါဘူးဝင်ထွက်သွားလာနေတဲ့တင်ဘောတွေကိုတင်းတင်းကြပ်ကြပ်ကြီးကြပ်စစ်ဆေးတာတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့တင်ဘောအမြောက်များဖြတ်တန်းသွားလာမှုကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလည်းစီမံခန့်ခွဲသွားမယ်လို့ဆိုပါတယ်ဒါတွေကပဲကျုပ်ထွေးဗယံပတာအခြေအနေတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ရပ်ပေါင်း100ကျော်ကြာချီချခဲ့တဲ့စစ်ပွဲပြီးမှလုံခြုံရေးကိစ္စသာအထိခိုက်လွယ်ဆုံးကိစ္စဖြစ်လာပြီးဒီရေပိုင်နက်ကိုစီမံခန့်ခွဲနိုင်ဖို့အတွက်အီရန်တနိုင်ငံလုံးတည်းမထမ်းပိုးနိုင်လောက်အောင်ကြီးမားတဲ့အရေးမြစ်တွေလိုအပ်နေတယ်လို့အီရန်ကအလေးနက်ပြောဆိုထားပါတယ်ဒါကြောင့်မို့လို့ဒါဟာအလျှော့တင်လောက်စရာတစ်ခုဖြစ်လာနိုင်ပါတယ်အီရန်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ငွေကြီးတွေကိုထိုင်ချောက်ထားတဲ့အမေရိကန်အနေနဲ့အလျှော့တင်လောက်ရနိုင်ပါတယ်အီရန်ကငါတို့ကိုဝန်ဆောင်ခကောက်ခွင့်မပေးရင်ခင်ဗျားတို့ပဲငါတို့ကိုပေးလေလို့ပြောလာနိုင်ပါတယ်အဲ့ဒါလည်းစဉ်းစားစရာကောင်းတဲ့နောက်ထပ်အချက်တစ်ခုဖြစ်ပြီးပြိပခတွေငင်းပွားမှုတွေစီကိုဘယ်လိုဆက်ပြီးဥတီသွားမလဲဆိုတာစောင့်ကြည့်ရမှာပါဒီထက်မကသေးပါဘူးဒေတာတွင်အာနာဖွဲ့စည်းပုံတင်တဲ့သူအီရန်နဲ့အိုမန်မဟာမိတ်ကိစ္စလည်းရှိနေပါသေးတယ်အီရန်ကအိုမန်ကိုသူတို့ပူးပေါင်းပြီးဒီဒေတာမှာစီမင်းစည်းကမ်းတစ်တွေချမှတ်ဖို့ဖိတ်ခေါ်ထားပါတယ်အထူးခြားဆုံးလှုပ်ရှားမှုတစ်ခုကတော့ကန်ယူတန်နိုင်ငံတွေကြားမဟာမိတ်ဖွဲ့မှုကိုအားကောင်းစေတာပါအိုမန်နဲ့အီရန်နဲ့အိုမန်ကြားမှာပူးတွဲကော်မတီတစ်ခုကိုဖွဲ့စည်းလိုက်ပါပြီဒါကိုစောင့်ကြည့်ရပါမယ်ဒီကော်မတီတာဝန်ကတော့အနာဂတ်မှာဒီမဟာဗျူဟာမြောက်လမ်းကြောင်းကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတော့လမ်းညွှန်ချက်တွေချမှတ်ဖို့ပဲဖြစ်ပါတယ်အလွန်ကျယ်ပြန့်ပါတယ်ဒါဟာနိုင်ငံတစ်ခုအနေနဲ့ဒီဒေတာကိုတကယ်ပဲစီမံပိုင်ခွင့်အာဏာရယူလိုတယ်ဆိုတာကိုပြသနေပါတယ်ဆိုလိုတာကဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာဟာအနောက်အုပ်စုလက်ထက်ကနေဒေတာခံနိုင်ငံတွေရဲ့လက်ထဲကိုအလုံးစုံလွှဲပြောင်းရောက်ရှိသွားတော့မဲ့သဘောပါဒီပူပေါင်းဆောင်ရွက်မှုဟာရေပိုင်နက်ကိုစီမံခန့်ခွဲရုံတတ်မဟုတ်ပဲပြင်ပလွှမ်းမိုးမှုတွေကိုကာကွယ်ဖို့အကာအကွယ်တစ်ခုတိစောက်တာလည်းဖြစ်ပါတယ်နောက်နိုင်ငံတွေရေးဆွဲခဲ့တဲ့စီမင်းဟောင်းတွေကအလုံးမဖြစ်တော့ဘူးဆိုတာကိုလည်းသတိပေးလိုက်တာပါပဲဒါကြောင့်မို့လို့ဒါဟာအလွန်ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုပြဘယ်လိုဆွေးနွေးမှုမျိုးကိုမဆိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမှာပါအီရန်ဘက်ကတော့အမေရိကန်ကသူတို့ကိုအနိုင်ကျင့်ပိုကြတယ်သူတို့ကိုလာရောက်တိုက်ခိုက်ဖျက်ဆီးတယ်ခေါင်းဆောင်ဟောင်းတွေနဲ့ဆွေမျိုးသားချင်းတွေကိုတပ်ဖြတ်တယ်လို့ခံယူထားပါတယ်လူပေါင်း8တန်း9တန်းလောက်တိုက်ရောက်ခဲ့ကြတယ်ဆိုတော့အတုပအခမ်းအနားကိုကြည့်ရင်သိနိုင်ပါတယ်ဒါဟာကမ္ဘာသမိုင်းမှာအကြီးမားဆုံးအတုပအခမ်းအနားဖြစ်ပြီးဘယ်လောက်တောင်ဘယ်ခေါင်းဆောင်အတွက်ဒီလောက်များပြားတဲ့လူအုပ်ကြီးကဝမ်းနဲ့ပူဆွေးဖို့ထွက်မလာခဲ့ဘူးပါဘူးဒါကြောင့်အမေရိကန်ကလာရောက်အန်ရပေးတယ်ဆိုတာအမေရိကန်ကိုယ်တိုင်သိဖို့လိုတယ်လို့သူတို့ကယူဆထားပါတယ်ဒါကြောင့်တရုတ်နဲ့မိတ်ဖက်နိုင်ငံတွေကိုအထူးစဉ်းစားပေးမဲ့ဘယ်လောက်ပေးရမလဲမပေးရဘူးလားဆိုတော့ကိစ္စကနောက်ထပ်ဆန်နောက်တစ်ခုဖြစ်လာပါတယ်ဟော်မုန်းရေလက်ကြားကိုဖျက်တမ်းတဲ့တင်မောတွေကိုအစိခွဲခြားမှုတွေလောက်လာပြီးအဲ့ဒီလိုဆုံးဖြတ်ချက်ချမဲ့သူကလည်းအီရန်နဲ့အိုမန်ပဲဖြစ်ပါတယ်ဒါဟာအရှေ့လေပိုင်းဒေသမှာအလွန်စဉ်းစားစရာကောင်းတဲ့စီမင်းတစ်ခုဖြစ်ပေါ်လာပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါဒါကြောင့်ဒိဗ္ဗေများစွာရှိတဲ့ပြောင်းလဲကာလကိုကျွန်တော်တို့မြင်တွေ့နေရတာပါအရင်တော့ကဆိုရင်ဟော်မုန်းရေလက်ကြားပြိပခါဟာစစ်ရေးအင်အားကိုစစ်ရေးအင်အားပြပြီးအစုံတက်သွားတာမျိုးပါဘယ်သူကဘလောက်ဘုံကျဲတိုက်ခိုက်နိုင်ကြလဲဘယ်သူကပိုပြီးအလျှော့တင်လောက်နိုင်ကြလဲဆိုတာကိုကြည့်တာပါအင်အားပိုကြည့်ရင်အလျှော့တင်လောက်နိုင်စွမ်းပိုရှိပါတယ်ဒါပေမဲ့အခုခါမှာတော့စီးပွားရေးနဲ့ဥပဒေရေးရာအတိုင်းအတာတွေကိုအစားထိုးအသုံးပြုလာကြပါပြီစီးပွားရေးနဲ့ဥပဒေဆိုတာစစ်ရေးအင်အားမဟုတ်ပါဘူးအချင်းချင်းဘုံကျဲတိုက်ခိုက်တာမဟုတ်ပါဘူးမဟာဗျူဟာမြောက်နေရာတွေကိုထိန်းချုပ်ဖို့အတွက်စီးပွားရေးနဲ့ဥပဒေရေးရာကိုအသုံးပြုလာတာပါဒါကြောင့်ဒီနှစ်ရက်လက်ရှိချီနေတွေရထာဝရရင်းမြစ်တွေရေလက်ကြားတွေကျွန်းတွေဟာလက်နက်တွေဖြစ်လာပါတယ်နိုင်ငံတကာဆက်ဆံရေးကိုလည်းနိုင်ငံရေးရနီးစပ်မှုပေါ်မူတည်ပြီးအစဉ်အသစ်တတ်မှတ်လာကြပါတယ်အီရန်ရဲ့ဝန်ဆောင်ခကောက်ခံမဲ့ကြေညာချက်ဟာနိုင်ငံတကာရေကြောင်းသွားလာခွင့်လုပ်ငန်းခွင့်ကိုအရင်ကနဲ့မတူအောင်စိန်ခေါ်ထားပါတယ်ဒါပေမဲ့အီရန်ကတော့သူတို့ဟာနိုင်ငံတကာစီးမြင့်တွေကိုချိုးဖောက်နေတာမဟုတ်ဘူးလွတ်လပ်စွာရေကြောင်းသွားလာလွတ်လပ်ခွင့်ရှိတယ်ဒါပေမဲ့လုံခြုံရေးအတွက်စီမံခန့်ခွဲရတဲ့ကုန်ကျစရိတ်တွေကိုတော့ကူညီပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်ဒါဟာနိုင်ငံတကာဥပဒေကိုချိုးပေါက်လာတာလားဒါမှမဟုတ်ကြီးကြပ်ကုတ်ကဲရပြီးဘာဝပတ်ဝန်းကျင်ထိခိုက်မှုတန်ကိုခံစားနေရတဲ့နိုင်ငံတစ်ခုကိုကူညီတာလားဆိုတာကတော့အတိတ်ပဲကောက်ယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်ဒါကတကယ်အစိုးရတွေအားလုံးစပွဲဝိုင်းမှာထိုင်ပြီးဆွေးနွေးကြမှာပါဖြစ်နိုင်ခြေရှိတာကအီရန်နေနဲ့အမေရိကန်ကိုဝင်မပါဖို့အဲ့ဒီဒေသတွင်နိုင်ငံတွေကိုဆွဲဆောင်နိုင်ပါတယ်ဒါပေမဲ့ပါရှန်ပန်လယ်ကွေ့ဒေသမှာအကျိုးစီးပွားတပ်ဆိုင်နေတဲ့အရှေ့လေပိုင်းနိုင်ငံတွေကတော့ဆွေးနွေးမှုတွေလောက်လာနိုင်ပြီးဘယ်လိုသဘောတူညီချက်တွေနဲ့ထောက်ပေါက်ရှာရမလဲဆိုတာရှိလာနိုင်ပါတယ်တင်ပေါ်ပိုင်ရှင်တွေအာမခံကုမ္ပဏီတွေကမ္ဘာသုံးကတပ်ဆိုင်သူအားလုံးပါဝင်ဆွေးနွေးပြီးအလျှော့အတင်လောက်ကြမယ်ဆိုရင်တော့ထောက်ပေါက်တစ်ခုရရှိနိုင်ပါတယ်ဒါပေမဲ့အမေရိကန်ကတော့
ဝင်ရောက်ဆုတ်ဖက်ပြီးအမိတ်ပေးခိုင်းစေတာမျိုးလုပ်လို့မရပါဘူးဒီလိုလောက်တာကိုလုံးဝလက်မခံနိုင်ဘူးအမေရိကန်ကိုဒီဒေသမှာလာပြီးကြီးကြပ်ကွက်ကဲခွေပြုတော့မှာမဟုတ်ဘူးလို့အီရန်ကဆိုထားပါတယ်ဒါကြောင့်နောက်ဆုံးမှာအမေရိကန်ဟာခွေရည်ရှိသလားနိုင်ငံတကာစီးမင်းတွေရအမေရိကန်မှာဘယ်လောက်ထိလောက်ပိုင်ခွေရှိတယ်လဲဆိုတာကလည်းအရေးကြီးတဲ့ကိစ္စပါပဲဒါဟာမေးခွန်းထောက်စရာအကြောင်းအရာတစ်ခုဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်တမ်းမေးရရင်ဝန်ဆောင်ခကောက်လို့ရတယ်ကောက်လို့မရဘူးကောက်လို့ရတယ်ကောက်လို့မရဘူးဘယ်လောက်ကောက်ရမလဲဘာကြောင့်ကောက်ရတယ်ဆိုတာကိုဝင်ပြောဖို့အမေရိကန်မှာဘယ်လောက်ထိခွေရည်ရှိနေတယ်လဲထရန့်ရဲ့စကားပြောရရင်ငါကအကြီးဆုံးပဲငါအမိတ်ပေးမယ်ငါဘုံကျဲမယ်မင်းတို့ကနျူကလ িয়ার လက်နက်တွေရှိလာနိုင်တဲ့အတွက်အန္တရာယ်ရှိတယ်လို့ပြောမှာပါအီရန်ကလည်းငါတို့စီမှာနျူကလ িয়ার လက်နက်မရှိဘူးထုတ်လုပ်ဖို့လည်းအစီအစဉ်မရှိဘူးဒါပေမဲ့အရက်ပတ်တုံလက်စစ်စွမ်းအင်ထုတ်လုပ်ဖို့ယူရေနီယံတပ်စင်တာကိုတော့တာမြစ်လို့မရဘူးလို့တုံ့ပြန်မှာပါနှစ်ဖက်စလုံးမှာစဉ်းစားစရာကောင်းတဲ့နားထောင်တဲ့အကြောင်းပြချက်တွေငင်းခုန်မှုအသီးသီးရှိနေကြပါတယ်နောက်ဆုံးမှာဟော်မုန်းရေလက်ကြပြဿနာဘယ်လောက်ထိဆုံးသက်မလဲဘယ်လိုဆုံးသက်မလဲအချိန်ဘယ်လောက်ယူရအောင်မလဲအားလုံးလက်ခံနိုင်တဲ့စီးမြင့်တစ်ခုဖြစ်လာဖို့ဘာတွေဥဆောင်သွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကမ္ဘာသတင်းစီစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ